မြန်မာနိုင်ငံအနေဂျပန်ကိုခန့် operator အဖြစ်လာရောက်အလုပ်လုပ်ချင်တဲ့သူတွေအတွက်အလုပ်ရှာနိုင်တဲ့နည်းလမ်းလေးတွေကိုပြပေးပါမယ်။ပထမတစ်ခုကဂျပန်ဘက်က recruitment agency တွေဘက်ကနေပြီးတော့ရှောက်တာပါ။ဒုတိယတစ်ခုကမြန်မာဘက်ကဂျပန်အလုပ်ကိုင် agency တွေကနေရှောက်နိုင်ပါတယ်။ဒါပေမဲ့ဒီညမှာအရေးကြီးတာက agency ကိုမရွေးခင်မှာယုံကြည်စိတ်ချရမှုကိုတေချာစစ်ဆေးသင့်ပါတယ်။ review တွေဖတ် contract တို့ fees တို့ပြီးရင် job description တွေ salary တွေ visa support စတာတွေကိုလည်းတေချာစစ်ဆေးဖို့လိုပါတယ်။အရင်သွားဘူးတဲ့သူတွေရဲ့အတွေ့အကြုံတွေကိုလည်းမေးမြန်းသင့်ပါတယ်။တတိယနည်းကတော့ LinkedIn ကနေရှောက်တာပါတိုက်ရိုက်ရှောက်တာပါ။တချို့ကုမ္ပဏီက LinkedIn ကနေပြီးတော့တိုက်ရိုက်ခေါ်တာတွေရှိပါတယ်။နောက်ထပ်တစ်နည်းကတော့ကိုယ်စိတ်ဝင်စားတဲ့ company ရဲ့ official website တွေက career ဒါမှမဟုတ်လို့ရှိရင် Sayojoho ဆိုတဲ့စာမျက်နှာကနေပြီးတော့တိုက်ရိုက်လျှောက်တာပါဒီနည်းကလည်းအရန်ကိုကောင်းပါတယ်ဒါပေမဲ့မလျှောက်ခင်မှာ visa အမျိုးအစားနဲ့ကိုလျှောက်လို့ရတဲ့အခြေအနေကိုအရင်စစ်ဆေးထားဖို့မမေ့ပါနဲ့နော် resume မှာဘာတွေရေးသင့်လဲအခု resume အကြောင်းဆက်ပြောကြရအောင် resume ထဲမှာ company ကအရင်ဆုံးကြည့်တာကိုယ့်ရဲ့ skill ပါဒါကြောင့် AutoCAD, GCAD, Revit, Civil 3D, Excel နဲ့ Word စတဲ့ software skill တွေကိုရှင်းရှင်းလင်းလင်းရေးထားသင့်ပါတယ်ပြီးတော့ JLPT level တွေ certificate တွေ training တွေ experience တွေကိုလည်းမကြံအောင်ထည့်ရေးသင့်ပါတယ်portfolio ရှိရဆိုလို့ရှိရင်တော့ Google Drive link ဖြစ်ဖြစ် PDF link ဖြစ်ဖြစ်ထည့်ထားနိုင်ရင်ပို့ပြီးတော့ကောင်းပါတယ် portfolio link ကို professional ဖြစ်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုနောက်ဗီဒီယိုတွေမှာတည်တံ့ပြပြပေးပါမယ် interview အတွက်ဘယ်လိုပြင်ဆင်မလဲ resume ကောင်းလို့ရှိရင် interview ခေါ်ခံရနိုင်ပါတယ်ဒါပေမဲ့ interview မှာမဖြေနိုင်ရင်လည်းကိုယ့်ရဲ့အခွင့်အရေးကလွတ်သွားနိုင်ပါတယ်ဒါကြောင့်အများဆုံးမေးလေးရှိတဲ့မေးခွန်းတွေကဘာတွေလဲဆိုတာပြပေးပါမယ်AutoCAD ကိုဘယ်လောက်ကြာသုံးဘူးလဲဘယ်လို drawing တွေဆွဲဘူးလဲ teamwork နဲ့အလုပ်လုပ်ဘူးလားဂျပန်လိုစကားပြောနိုင်လားအဲ့လိုမျိုးမေးခွန်းတွေကိုများသောအားဖြင့်မေးလေးရှိပါတယ်အကြံပေးချင်တာကမသိလို့ရှိရင်မသိဘူးလို့ဖြေလို့ရပါတယ်အခုတော့မသိသေးပေမဲ့မြန်မြန်သိယူနိုင်ပါတယ်လေးလာဖို့အဆင်သင့်ဖြစ်နေပါတယ်ဆိုတဲ့သဘောထားကိုပြသနိုင်လို့ရှိရင် company တွေကအရန်ကိုသဘောကျတတ်ပါတယ် skill ကိုသင်ပေးလို့ရပေမဲ့သင်ယူလို့စိတ်ကိုတော့သင်ပေးလို့မရဘူးဆိုပြီးတော့အမြဲတမ်းဂျပန်တွေကကြည့်လိရှိတာမို့လို့ပါ part 7နေနဲ့ experience မရှိရင်အလုပ်ရနိုင်လားဒီမေးခွန်းတွေကိုလည်း comment တွေမှာအများဆုံးတွေ့ရပါတယ်အဖြေကတော့ရနိုင်ပါတယ်အထူးသဖြင့်ရှင်းဆိုစစ်အခုမှကြောင်းစင်တဲ့ကလေးတွေဒိုင်းနီရှင်းဆိုစစ်ကြောင်းစင်ပြီးတော့ခဏအလုပ်ဝင်လုပ်တယ်ပြီးတော့မှဒုတိယတစ်ချိန်ထပ်ပြီးတော့အလုပ်ပြောင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးကြီးနောက်တစ်ခါကျတော့မိခေခံဆိုရယ်ဒီအတွေ့အကြုံလုံးဝမရှိတဲ့သူတွေကိုလည်းကြိုးဆိုပါတယ်ဆိုဒီလိုမျိုးစကားလုံးသုံးလုံးအဲ့လိုမျိုးစကားလုံးလေးတွေပါတယ် job posting တွေမှာ experience မရှိတဲ့သူတွေကအလုပ်ရှောက်လို့ရပါတယ်ဒါပေမဲ့ experience မရှိတာကို portfolio တွေ skill တွေ resume တွေ interview တွေအဲ့ဒီလေးခုနဲ့အစားထိုးပြသနိုင်ဖို့တော့လိုအပ်ပါတယ်ကိုဘာလုပ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်ရင် experience မရှိသေးတဲ့သူတွေလည်းအခွင့်အရေးရနိုင်ပါတယ်ဒီဗီဒီယိုမှာတော့ car operator အလုပ်ရှာဖို့ဘာတွေပြင်ဆင်ထားတင်လဲဂျပန်မှာဘယ်လိုအလုပ်ရှာမလဲ resume portfolio နဲ့ interview တွေတက်ဘာတွေပြင်ဆင်တင်လဲဆိုတာတွေကိုပြပြပေးခဲ့ပါတယ်အတူချုပ်ပြလို့ရှိရင် AutoCAD skill တွေ portfolio တွေ resume နဲ့ interview တွေဒီလေးခုကိုတည်တည်ချာပြင်ဆင်ထားနိုင်ရင် car operator အလုပ်ရဖို့အခွင့်အရေးအများများပါတယ်လွယ်ကူကူရနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ AutoCAD ကိုမစခင်မဖြစ်မနေပြင်ဆင်ထားတဲ့အရာတွေအကြောင်းပြပြပေးပါမယ်ဘယ် computer specification ကိုသုံးသင့်လဲ mouse ကဘာကြောင့်အရေးကြီးတာလဲ AutoCAD ကိုဘယ် version နဲ့စသင့်လဲအဲ့လိုအခြေခံတွေကိုအရင်ရှင်းပြပြီးရင်အဲ့ဒီနောက်ကစပြီးတော့ AutoCAD Basics course ကိုအဆင့်လိုက်တည်တည်ချာချာသင်ကြားသွားပေးပါမယ်ဒီ series မှာတော့3လအတွင်း beginner ကနေပြီးတော့လက်တွေ့တကယ်ကို 2D drawing ကိုတည်တည်ချာရေးဆွဲနိုင်တဲ့အထိတည်တည်ချာချာရည်ရွယ်ထားပါတယ်ဒါကြောင့်မလို့စောင့်ပြီးတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်စောင့်ပြီးတော့ကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်